မင်းကလေးငယ်ပုံတူပကြီးဆွဲနည်းကိုလေ့လာနိုင်စေရန်အတွက်ဆရာဖြစ်သူကတူ၏လက်ရများကိုတေချာလေ့လာကြည့်ရှုရန်တိုက်တွန်းခဲ့သည်သို့တော်လည်းပကြီးကားရဲ့ရှိရုပ်ပုံမှာရုတ်တရက်လှုပ်ရှားသွားသဖြင့်မင်းကလေးမှာအလွန်မင်းထိတ်လန့်သွားကမြေပြင်ပေါ်သို့ပြစ်လဲကျသွားသည်နောက်တစ်စက္ကန့်တွင်မူထိုပကြီးကားသည်အသက်ဝင်လာတဲ့ကဲ့သို့ခံစားလိုက်ရသည်ရုပ်ပုံမှာအလွန်ပင်လက်တွေ့ကျလွန်းလာသဖြင့်လက်လန်းထိတွေ့နိုင်သည်ဟုပင်ထင်ရသည်ထိုအတွေ့အကြုံမှတစ်ဆင့်လက်တွေ့ကျသောပုံတူပကြီးများကိုမြည်သို့ရေးဆွဲရမည်ဟုသောရှာထိုဝက်ချက်ကိုသူမနောက်ဆုံးတွင်နားလည်သဘောပေါက်သွားခဲ့သည်မကြမီပင်ဘရင်မင်းမြတ်ကပကြီးတန်ပွဲတစ်ခုကျင်းပခဲ့သည်တန်ပွဲတွင်အနာရရှိသူမှာဘရင်ပုံတူပကြီးကားကိုတရားဝင်ရေးဆွဲခွင့်ရရှိမိဂုဏ်ထူးဆောင်ခွင့်ရေးကိုရရှိမိဖြစ်သည်တန်ပွဲနေ့တွင်မင်းကလေးသည်သူမ၏ဆရာနှင့်အတူပါဝင်ရှင်ပြိုင်ခဲ့သည်တန်ပွဲ၏တာဝန်မှာပေးထားသောစာသားဖော်ပြချက်ကိုသာအခြေခံ၍လူစိမ်းတစ်ယောက်၏ပုံတူကိုရေးဆွဲရခြင်းဖြစ်သည်ထိုအချိန်တွင်ပြိုင်ဘက်ဖြစ်သူကဆရာဖြစ်သူအားအတွေ့အကြုံမရှိသေးသူတစ်ယောက်ကိုခေါ်ဆောင်လာသည့်အတွက်လှောင်ပြောင်ခဲ့သည်ဆရာဖြစ်သူမှာဒေါသအလျောက်ပြိုင်ဘက်၏လေပင်ကိုဆွဲကင်လိုက်ရာပြိုင်ဘက်ကလည်းဆရာ၏မျက်မှန်ကိုရိုက်ချလိုက်သည်ဆရာဖြစ်သူကမျက်မှန်ကိုကောက်ရန်ကိုင်းညွတ်လိုက်ချိန်တွင်ပြိုင်ဘက်ကမျက်မှန်ကိုချက်ချင်းနှင်းချေဖျက်ဆီးပစ်လိုက်သည်တန်ပွဲစတင်တော့မည်ဖြစ်တော့လဲဆရာဖြစ်သူမှာမျက်မှန်မရှိတော့သည့်အတွက်အသေးစိတ်အချက်လက်များကိုမမြင်ရတော့ပေထို့ကြောင့်သူကပကြီးစုပ်တံကိုမင်းကလေးထံသို့ပေးလိုက်သည်မင်းကလေးမှာအလွန်တုန်လှုပ်နေသည်ကိုမြင်တော့သမီးအနေနဲ့လေ့ကျင့်မှုတွေအများကြီးလုပ်ထားပြီးသားဆိုတော့ဒီပကြီးကားကိုအကောင်းဆုံးပြီးအောင်ဆွဲနိုင်မှာပါဟုဆရာကနှစ်သိမ့်အားပေးလိုက်သည်မင်းကလေးသည်စုပ်တံကိုကင်ကာတေချာစွာစတင်ရေးဆွဲသည်ပကြီးကားမှာပြီးခါနီးတွင်သူမသည်ပေးထားသောဖော်ပြချက်ထဲမှအရေးကြီးသောစာကြောင်းတစ်ကြောင်းကိုရုတ်တရက်တတိယသွားသည်ထိုစာကြောင်းမှာထိုသူ၏မျက်လုံးများထဲတွင်ကဘာကြီးတစ်ခုလုံးကိုတိမ့်ပိုက်ထားသည်ဟူ၍ဖြစ်သည်သူမရေးဆွဲထားသောမျက်လုံးများမှာတာမန်လုံးနေသည်ဟုခံစားရသဖြင့်ဆရာဖြစ်သူကိုပြန်ရေးဆွဲခွင့်ပြုမပြုမေးမြန်းလိုက်သည်ဆရာကသူမ၏ဗီဇအတိုင်းသာဆက်လုပ်ရန်တိုက်တွန်းသည်ထို့နောက်သူမသည်ပကြီးကားထဲမှရုပ်ပုံ၏မျက်လုံးများကိုဆွအေးနေသောပုံစံ wall is အဖြစ်ပြောင်းလဲရေးဆွဲလိုက်သည်အချိန်ကုန်ဆုံးသွားသည့်တိုင်ပွဲဝင်အားလုံးသည်မိမိတို့၏လက်ရများဘေးတွင်ရက်လျက်အမှတ်ပေးမှုကိုစောင့်ဆိုင်းနေကြသည်ဒိုင်လူကြီးများကတိုင်ဘက်၏လက်ရကိုကြည့်ရှုသောအခါအလွန်ပင်လက်တွေ့ကြပြီးအသေးစိတ်အချက်လက်များလှပလွန်းလာသဖြင့်အကြိမ်ကြိမ်ချီးကျူးကြသည်တိုင်ဘက်ကလည်းမိမိနိုင်ပြီဟုအထင်ကြီးစွာဖြင့်ဆရာဖြစ်သူကိုမောက်မာသောမျက်လုံးများဖြင့်ကြည့်လိုက်သည်ထို့နောက်ဒိုင်လူကြီးများကဆရာနှင့်တပည့်တို့၏လက်ရစီသို့ချင့်ကပ်လာသည်ပကြီးကားထဲမှပုဂ္ဂိုလ်မှာခန့်ညားသောဝတ်စုံကိုဝတ်ဆင်ထားတော်လဲမျက်လုံးများမှာဆွေးနေသည်ဒိုင်လူကြီးများကချက်ချင်းပင်နန်းတွင်မိသားစုဝင်တဦးအားမလေးမစားပြုလုပ်သည်ဟုဆွဆွဲလိုက်သည်မိန်းကလေးကပေးထားသောဖော်ပြချက်အတိုင်းတိတိကျကျရေးဆွဲထားခြင်းဖြစ်ကြောင်းရှင်းပြတော်လဲဒိုင်လူကြီးများကနားမထောင်ပဲပြန်ပွဲမှထုတ်ပယ်ရန်ပြင်ဆင်နေကြသည်ထိုအချိန်တွင်ဖော်ပြချက်ထဲမှတကယ်တော်ဝင်ပုဂ္ဂိုလ်ကိုယ်တိုင်ရောက်ရှိလာသည့်အားလုံးမှာအံ့အားသင့်သွားကြသည်ထိုပုဂ္ဂိုလ်၏အတွင်ပြင်မှာမိန်းကလေးရေးဆွဲထားသောပကြီးကားနှင့်တထေရတဲ့တူညီနေသည်တော်ဝင်ပုဂ္ဂိုလ်ကပကြီးကားကိုကြည့်ရှုကာအလွန်နှစ်သက်သွားပြီးမျက်လုံးများမှာလူတစ်ယောက်၏ဝိညာဉ်နဲ့အထိစူးစိုက်ကြည့်နိုင်စွမ်းရှိသည်ဟုချီးကျူးလိုက်သည်ထို့နောက်သူကထိုဆရာတစ်ပည့်နှစ်ဦးကိုပြန်ပွဲ၏အနိုင်ရရှိသူများအဖြစ်ချက်ချင်းကြေညာလိုက်သည်